2025 ခုနှစ်မေလ23ရက်တောက်ကြနေ့ကျွန်တော်တို့၏ကုသရှင်သခင်ယေရှုသူငယ်၏အဖသည်ချက်ချင်းဟစ်ကြော်၍ကျွန်ုပ်ယုံကြည်ပါ၏သခင်မယုံကြည်သည်ကိုမဆတော်မူပါဟုမျက်ရည်နှင့်လျှောက်ပြန်လေ၏ရှမာကုခရစ်ဝင်ခန်းကြီး9ငယ်24 2020ပြည့်နှစ်တွင်အင်္ဂါနှစ်ခုစားထိုးကုသရင်ပြန်ကောင်းလာသည့်လူတစ်ဦးနှင့်ကျမဆုံခဲ့သည်သူကကျမတို့ယုံကြည်သူအတိုင်းဝိုင်းတွင်ပါဝင်တော်လေသူ၏အခြေအနေကြောင့်အွန်လိုင်းဝတ်ပြုမှုဖုန်းခေါ်မှုနှင့်လက်ရေးစာများမှတဆင့်ဆက်သွယ်နေခဲ့သည်ကျမနှင့်တစ်လတစ်ချိန်တွေ့ပြီးစကားပြောရင်းပွဲတော်ဝင်သည်သူကသူ၏ကုသခံခြင်းကိုအမှန်အံ့ဩနေကြောင်းကျမကိုပြောသည်နှစ်ပေါင်းများစွာဝေဒနာခံစားရပြီးနောက်ကလေးကိုသခင်ယေရှုထံဆောင်ကကျမ်းမာသောအသက်တာကိုရခဲ့သည့်ယနေ့ကျမ်းစာကိုဆင်ခြင်မိချိန်ထိုသွားလေပတ်နေရတာကိုပြန်တွေးမိပါသည်ထိုအကြောင်းအရာတွေအခြားကုသမှုဖြစ်သည့်ဖခင်တူ၏ယုံကြည်ခြင်းပြန်လည်ရရှိလာသည်ကိုကျမလည်းအံ့ဩမိသည်သူ၏သားကကလေးဘဝကလေးကနာကျင်ခံစားရတာကိုပြောပြပြီးနောက်ထိုဖခင်ယုံကြည်ခြင်းကိုပြန်လည်ကုသပြီးတဖန်ပြန်ကောင်းလာခဲ့သည်သူ၏နှလုံးနာကျင်မှုကိုဝန်ခံရင်မယုံကြည်သည်ကိုမဆာပါဟုသခင်ယေရှုကိုတနာဖို့ပြောသည်ယုံကြည်မှုကိုတိဆောက်သောယုံကြည်သောသူဖြစ်လျင်ခတ်သိမ်းသောအမှုတို့ကိုတတ်နိုင်သည်စကလုံးအားဖြင့်အာမခံချက်ရခဲ့သည်ကျမတို့၏ယုံကြည်ခြင်းမှာစိန်ခေါ်မှုခံရသောအခါသခင်ယေရှုကကူမရန်ကျင်နာမှုဂရုဏာမျိုးပေးပါသည်သခင်၏ကုသမှုနှင့်အသက်ပေးသည့်ဂရုတော်များဖြင့်ကျမတို့၏ယုံကြည်ခြင်းပြန်လည်သက်ဝင်လာသည်တဖန်ယုံကြည်ဖို့နှင့်လေးနက်သောစိတ်ချရမှုကိုသိရန်ကျွန်ုပ်တို့၌သခင်ဖြစ်စေနိုင်ပါသည်ဆင်ခြင်ရန်သခင်ယေရှု၏ကျင်နာမှုနှင့်မခုနိုင်သည့်အနာရောဂါမရှိပါအာယုံပြုဆုတောင်းရန်ကိုယ်အင်္ဂါအစားထိုးကုသဖို့စောင့်နေသူများအတွက်ဆုတောင်းချက်အိုပါလိုအပ်ချိန်များတွင်ကိုရော၏ဂိယူနာအတွက်ကျေးဇူးတင်ပါ၏အသက်တာတွင်ယုံနိုင်ဖို့ခက်နေသောအခါကျွန်ုပ်တို့အတွက်ကိုရော၏မေတ္တာအားစိတ်ချနိုင်ရန်မဆာမှုပါအာမင် Don Ye Freelon Texas USA